ဒီကလန်ဘောလွန်တော်ဆိုပြီးတချင်းလို့တီဆိုခဲ့ကြတဲ့အာဆင်နယ်ဖန်များအားလုံးပဲမင်္ဂလာပါဟန်တော်ချင်း online ဖက်တင်စာပေမှာအကစားသတင်းများကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ဝိုင်းဘတ်အိုင်ဘတ်ခွင့်ချက်ကို5 small နဲ့ sport zone တို့ကိုတနေရာထဲမှာငွေကြေးယုံကြည်စိတ်ချစွာနဲ့စော်ကစားနိုင်ပါတယ်ခင်ဗျာမနစ်ကဘောလင်းဒီယော်စုကိုရရှိခဲ့တဲ့ကစားသမားက PSG အသင်းရန်တိုက်စစ်မှုဒိုင်မီနီဆိုတာအားလုံးလည်းသိပြီးကြပြီထင်ပါတယ်သူဘောလင်းဒီယော်စုရရှိခဲ့တာဟာအသင်းသားတွေရဲ့ထောက်ခံမှုတွေအသင်းပရိသတ်တွေရဲ့ဝန်ရံမှုတွေဒါတွေကြောင့်အများကြီးသက်ဆိုင်ခဲ့ရပါတယ်အခုအာဆင်နယ်ပရိသတ်တရားလဲညကလီဗာပူးဇ်နဲ့ပွဲစဉ်မှာအထူးခြေစွမ်းပြသခဲ့ပြီးမန်အိုတမတ်စုကိုပါစုခုရယူခဲ့တဲ့အာဆင်နယ်အသင်းရဲ့ကွင်းလယ်လူဒီကလန်ရိုက်ကိုဒီကလန်ဘောလွန်တော်ဆိုပြီးတချင်းတို့ကတီးဆိုကုန်မှုကြွေးကြော်ခဲ့ကြပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဒီကလန်ရိုက်ကကျွန်တော်တို့ဒီလိုတချင်းပြုတ်လုပ်ပြီးတီးဆိုပေးခဲ့တဲ့ပရိသတ်တွေကိုကျေးဇူးရမ်းတင်ပါတယ်ဒါပေမဲ့ဒီအရာတွေကိုကျွန်တော်တို့ခုချိန်မှာဂရုမစိုက်နိုင်သေးပါဘူးကျွန်တော်တို့ခုချိန်မှာအာရုံလုံးပြန်သွားလို့မရပါဘူးဒါမဲ့တင်းင်းကနေမှာမန်စီးတီးနဲ့ကာရာဘာဖလားဂိုလူဝဲရှင်မြန်ကစားရမှာပါပြီးရင်ပရီးမီးယားလိပွဲစဉ်တွေအပိတ်ဖလားပွဲစဉ်တွေယခုညလိုချန်ပီယံလိပွဲစဉ်တွေကစားရအောင်မှာမို့ပွဲစဉ်တိုင်းကအလွန်အရေးကြီးပြီးကျွန်တော်တို့တသင်းလုံးဖိုင်နယ်ပွဲစဉ်တွေလိုကစားနေရတာမို့ဘောလင်းဒီယောကိစ္စကိုမေးထားပါတယ်ဆိုပြီးပညာသားပပပြောကြားခဲ့တာလည်းဖြစ်ပါတယ်ဒီလန်ရိုက်အနေနဲ့ဘောလင်းဒီယောစုနဲ့ထိုက်တန်မှုရှိမရှိဆိုတာမိတ်ဆွေတို့အနေနဲ့လည်းအောက်ကကောမှာမှတ်ချက်ပေးခဲ့လို့ရပါတယ်ခင်ဗျအစုံနေ့နားစဉ်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းနေတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ